နှစ်ထောင်ချီကြာမြင့်တဲ့တက်တန်းတစ်လျှောက်မှာဧကာရစ်မင်းတွေကိုးကွယ်ခဲ့ကြရတဲ့တောင်တလုံးကိုမိတ်ဆွေစိတ်ကူးကြည့်ဖို့ပါသလားအကယ်၍မိတ်ဆွေဟာတမိုင်းရဲ့နဲ့နဲမှုယဉ်ကျေးမှုရဲ့အလှတရားတွေကိုတန်ဖိုးထားတတ်တဲ့သူဆိုရင်တရုတ်နိုင်ငံကတိုင်ရှမ်းတောင်အကြောင်းကိုကြားဖူးမှာပါဒီတောင်ကြီးမှာဘာလျှို့ဝှက်ချက်တွေများရှိနေလို့နှစ်ပေါင်းများစွာဒီလောက်အထိအရေးပါနေရတာလဲဆိုတာကိုဒီနေ့မှာဖော်ထုတ်ပြသွားပါမယ်တိုင်ရှမ်းတောင်ဟာတရုတ်နိုင်ငံရဲ့အထင်ရှားဆုံးနဲ့အမြင့်မြတ်ဆုံးတောင်အဖြစ်ရပ်တည်နေပါတယ်သူ့မှာတမိုင်းကြောင်းဆိုင်ရာယဉ်ကျေးမှုဆိုင်ရာအနုတုခမအလှနဲ့သိပ္ပံနည်းကျအဖိုးမဖြတ်နိုင်တဲ့တန်ဖိုးတွေရှိနေပါတယ်အံ့ဩစရာကောင်းတာကတော့ဒီတောင်ကြီးမှာကြောက်ခစ်တစ်ကလေးကလူသားတွေစတင်နေထိုင်ခဲ့ပြီးနှစ်ပေါင်း3000နီးပါးဆက်တိုက်ကိုးကွယ်ပူဇော်ခံခဲ့ရတာပါပဲဒါဆိုဒီတောင်ကြီးကတရုတ်ယဉ်ကျေးမှုကိုဘယ်လိုပုံစံမျိုးနဲ့ပုံဖော်ပေးခဲ့လဲဆိုတာဆက်ကြည့်အောင်တိုင်ရှမ်းတောင်ဟာအရှေ့အာရှယဉ်ကျေးမှုရဲ့အရေးပါတဲ့ပုံဖော်သူတဦးအဖြစ်ရှေးခေတ်ကတည်းကရပ်တည်ခဲ့ပါတယ်BC 219ခုနှစ်မှာတရုတ်ပြည်ကိုစတင်ပေါင်းစည်းခဲ့တဲ့ချင်းဧကရစ်ဟွမ်ဒီဟာသူ့ရဲ့အောင်မြင်မှုကိုဖျားသခင်တွေကိုအတိပေးဖို့အတွက်ဒီတောင်မှာဖောင်းရှမ်းပူဇော်ပွဲတွေကျင်းပခဲ့ပါတယ်။တမိုင်းမတန်းတွေအရဒီတောင်ပေါ်မှာကောင်းကင်နဲ့မြေကြီးကိုရည်စူးပြီးဧကရစ်မင်းကြီးရဲ့တော်ဝင်အခမ်းအနား12ကြိမ်အထိကျင်းပခဲ့ပါတယ်။ဒီလိုအခမ်းအနားတွေကနေဘလို့အမှုပညာလက်ရာတွေပေါ်ထွက်လာခဲ့တာလဲ။တိုင်ရှမ်းတောင်ပေါ်မှာတမိုင်းဝင်ကျောက်စာပြားပေါင်း1800ခန့်နဲ့ဖျားเจ้า22ခုအထိရှိနေပါတယ်။အထူးသဖြင့်တိုင်ရှမ်းဖျားရဲ့ဖျားเจ้าမှာ AD 1909ခုနှစ်ကရေးဆွဲခဲ့တဲ့တိုင်ရှမ်းဖျားခရီးထွက်ပုံဆိုတဲ့တာအိုလက်ရာပရီကားကြီးရှိပါတယ်။ဟမ်မင်းဆက်ကကျောက်စာတွေမြောက်ပိုင်းချီမင်းဆက်ကဗုဒ္ဓဘာသာကျောက်စာထွင်းနေတဲ့ထမ်မင်းဆက်ကကျောက်စာတွေဟာခေတ်အဆက်ဆက်အမှုပညာရဲ့အထောက်အထားတွေပါပဲ။ဒါအပြင်နှစ်ပေါင်း2100သက်တမ်းရှိတဲ့ Cypress ပင်6ပင်နှစ်ပေါင်း1300သက်တမ်းရှိတဲ့ Sophora japonica ပင်တွေနဲ့နှစ်900သက်တမ်းရှိတဲ့ထင်းရှူးပင်တွေလည်းရှိပါတယ်။ဒီလိုဘိတုကလက်ရာတွေပကြီးကားတွေကြောက်စာတွေနဲ့ရှီဟောင်းသစ်ပင်တွေအားလုံးဟာတိုင်ရှမ်းတောင်ရဲ့တဘာဝရှုခင်းနဲ့တသားတည်းပေါင်းစပ်နေတာကိုမြင်တွေ့ရပါမယ်။ဒါဆိုဒီအရာတွေကတောင်ကြီးရဲ့အလှအပကိုဘယ်လိုမျိုးအထောက်အကူပြုနေတာလဲ။တိုင်ရှမ်းတောင်ရဲ့ရှုခင်းအလားဟာထူးခြားတဲ့အမှုပညာလက်ရာတစ်ခုလို့ပြောနိုင်ပါတယ်။ကောင်းကင်နဲ့မြေကြီးကြားမှာတက်ရောက်ရတဲ့လှေကားထစ်6660တချောင်းမှာဂိတ်ပေါက်12ခုမုတ်14ခုကီယော့14ခုနဲ့မန်ဒပ်4ခုတို့ကိုတွေ့ရပါလိမ့်မယ်ဒီအရာတွေဟာရိုးရိုးဘိတုကလက်ရာတွေမဟုတ်ပဲခန္ဓာထဲဝါတဲ့သဘာဝနေရာတစ်ခုကိုလူသားတို့ရဲ့လက်ရာတွေနဲ့ထပ်မံဖြည့်ဆည်းပေးထားတာပါပဲဒီလိုနှစ်ပေါင်း2000ကျော်ကြာတိဆောက်ထားတဲ့ရှုခင်းဟာလူသားတို့ရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုတွေကတစ်ခုအဖြစ်ရပ်တည်နေပါတယ်ဒီပုံစံကတခြားယဉ်ကျေးမှုတွေကိုဘယ်လိုလွှမ်းမိုးခဲ့တာလဲတရုတ်နိုင်ငံမှာအလေးစားရဆုံးတောင်တစ်လုံးဖြစ်တဲ့တိုင်ရှမ်းတောင်ဟာနှစ်ပေါင်း2000အတွင်းအမှုပညာဖွံ့ဖြိုးတိုးတက်ရေးအပေါ်များစွာလွှမ်းမိုးခဲ့ပါတယ်။တိုင်ရှမ်းဖျားเจ้าနဲ့သူ့ရဲ့သမီးဖြစ်တဲ့နတ်ဖျားမလောင်မူကိုရည်စူးတည်ဆောက်ထားတဲ့အဇူယာကလောက်ဖျားเจ้าတို့ဟာတိုင်ရှမ်းတောင်မှာပထမဆုံးတည်ဆောက်ခဲ့ပြီးတရုတ်တနိုင်ငံလုံးရှိနန်းတော်ကာလတစ်လျှောက်မှာစံနမူနာအဖြစ်အသုံးပြုခဲ့ပါတယ်။လှပတဲ့တရားတွေဂိတ်တကားတွေဒါမှမဟုတ်မန်တပ်လေးတွေဟာထင်းရှူတော်တွေနဲ့ကြောက်ဆောင်နေကြမှာဘလိုမျိုးလိုက်ဖက်ညီအောင်တိဆောက်ရမယ်ဆိုတဲ့အယူအဆဟာတိုင်ရှမ်းတောင်ကနေစတင်ခဲ့တာပါပဲဒီတောင်ကြီးဟာတရုတ်ရဲ့ပျောက်ဆုံးသွားတဲ့ယဉ်ကျေးမှုတွေအတွက်ဘလိုသက်သေအဖြစ်ရပ်တည်နေတာလဲတိုင်ရှမ်းတောင်ဟာအင်ပါယာခေတ်တရုတ်နိုင်ငံရဲ့ပျောက်ဆုံးသွားတဲ့ယဉ်ကျေးမှုတွေအတွက်ထူးခြားတဲ့သက်သေခံအဖြစ်ရပ်တည်နေပါတယ်အထူးသဖြင့်ဘာသာတရားတွေအမှုပညာတွေနဲ့စာပေတွေနဲ့ပတ်သက်ပြီးမြင်တွေ့နိုင်ပါတယ်နှစ်ပေါင်း2000တိုင်ဧကရိမင်းတွေကောင်းကင်နဲ့မြေကြီးကိုပူဇော်ပတ်တဲ့အတိကနေရာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ဟန်မင်းဆက်ကစပြီးဒီတောင်ဟာတရုတ်အတွေးခေါ်ရဲ့အခြေခံဖြစ်တဲ့ဂျက်စင်၅ပါးအယူအဆအရကောင်းကင်ဘုံကိုကိုစားပြုတဲ့တောင်၅လုံးတွေကတစ်လုံးဖြစ်လာပါတယ်။ဒီလိုရှေးကြတဲ့နေရာကိုဘလို့နီးလန်းတွေနဲ့ထိမ့်သိမ်းဆောင်ရှောက်ခဲ့တာလေဆိုတာကိုဆက်လက်ဖော်ပြပေးပါမယ်။တိုင်ရှမ်းတောင်ကိုနှစ်ပေါင်း3000ကျော်ကြာထိမ့်သိမ်းဆောင်ရှောက်ခဲ့ကြပါတယ်။ယခုလက်ရှိမှာတော့တိုင်အံမြို့တိုင်ရှမ်းရှုခင်းတာနဲ့တမိုင်းဝင်နယ်မြေစီမံခန့်ခွဲရေးကော်မတီကနေစီမံခန့်ခွဲနေပါတယ်။အစိုးရရဲ့ရန်ပုံငွေတွေနဲ့ခရီးသွားဧည့်သည်တွေရဲ့ဝင်ကြီးတွေကနေထိမ့်သိမ်းဆောင်ရှောက်ရေးလုပ်ငန်းတွေအတွက်ငွေကြီးအထောက်ပံ့ရရှိပါတယ်။1980ခုနှစ်မှာတိုင်ရှမ်းတောင်ကိုတရုတ်ပြည်သူသမ္မတနိုင်ငံပြည်နယ်ကောင်စီကအမျိုးသားထိပ်တန်းရှုခင်းတာအဖြစ်သတ်မှတ်ခဲ့ပါတယ်။2004ခုနှစ်မှာတော့တိုင်အံမြို့အစိုးရကတီမီယာကိုအမြင့်ဆုံးအဆင့်အတန်းနဲ့ကာကွယ်ရမယ့်ကပအမွေနှင်းနေမီအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီလိုထိမ့်သိမ်းမှုတွေကနေတိုင်ရှမ်းတောင်ရဲ့အစစ်အမှန်တန်ဖိုးတွေကိုဘလို့ကာကွယ်ပေးထားလဲ
တိုင်ရှမ်းတောင်ရဲ့ယဉ်ကျေးမှုအမွေနှစ်တွေဟာစစ်မှန်မှုရဲ့လိုအပ်ချက်အားလုံးကိုပြည့်မီနေပါတယ်ဒီနေရာရဲ့ပုံစံဒီဇိုင်းပစ္စည်းအသုံးပြုပုံရိုးရာဓလေ့တီနေရာစိတ်တက်နဲ့ခံစားချက်တွေအားလုံးဟာစနစ်တကျထိမ့်သိမ်းထားတာကိုတွေ့ရပါတယ်ယနေ့တိုင်သူ့ရဲ့မူလအနေအထားနဲ့တဘာဝအတိုင်းဆက်လက်တည်ရှိနေတာဟာအံ့အားသင့်စရာပါပဲခရီးသွားလာမှုတွေများပြားလာပေမဲ့လည်းကေဘယ်ကားတွေ6660လီကားထစ်တွေလိုအစီအမံတွေကြောင့်သူ့ရဲ့မူလတည်တတ်မှုကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်ဒါဆိုဒီတောင်ကြီးရဲ့တဘာဝနဲ့လူသားတို့ရဲ့အားထုတ်မှုပေါင်းစပ်ထားတဲ့အခြေအနေကနေကျွန်တော်တို့ဘာတွေသင်ယူနိုင်မလဲ တိုင်းရှမ်းတောင်ဟာသူရုပ်ရှေးဟောင်းယုံကြည်မှုနဲ့ယဉ်ကျေးမှုကိုဖော်ပြနေတဲ့တက္ကေခံအဖြစ်ယက်တည်နေပါတယ်။တဘာဝရှုခဲနဲ့လူသားတို့ရဲ့ဖန်တီးမှုတွေလိုက်ဖက်နေမိပေါင်းစပ်နေပုံကတကယ်ကိုထူးခြားပါတယ်။ဒီတောင်ကြီးဟာတမိုင်းအမှုပညာနဲ့တဘာဝအလားပါတွေတသားတဲ့ပေါင်းစပ်နေတဲ့နေရာတစ်ခုပါ။ဒီလိုရှေးဟောင်းနေဟာတွေကနေရတဲ့သင်ခန်းစာတွေဟာခေတ်သစ်ကမ္ဘာအတွက်ဘလို့အသုံးဝင်လဲဆိုတာဆက်လက်လေ့လာဖို့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ပေးဖို့တိုက်တွန်းပါတယ်စေ။